အားလုံးပဲမင်္ဂလာပါ Pounds English ကနေကြိုဆိုပါရစေဒီနေ့မှာတော့ body part idioms part 2ကိုကျွန်တော်တို့တွားရအောင်နော် so let's go number 1 has hat in the clouds ဆိုလိုတာကခေါင်းကြီးကတိမ်ထဲကိုထားတယ်ပေါ့ခေါင်းကြီးတိမ်ထဲကိုရောက်နေတော့မဟုတ်ဘူးနော်ကျွန်တော်တို့ daydream လို့ခေါ်တဲ့စိတ်ကူးရင်တာမျိုးတွေပြီးကြရင်ဒီတိုင်းပဲတယောက်တည်းရှောက်တွေးခြင်းညာတွေးနေတာမျိုးတွေအဲ့လိုမျိုးသူသဖြင့်တော့စိတ်ကူးရင်ပြီးလက်တွေးမကြတဲ့အခါမှာကျွန်တော်တို့ဟာ has hat in the cloud ဆိုပြောလို့ရပါတယ်ဥပမာလေးသွားကြည့်လိုက်အောင်နော်ဥပမာကြည့်လိုက်မယ်ဆိုရင်ရှင်းသွားလိမ့်မယ်ကျွန်တော်ရဲ့ Pounds English Channel ဒီ Facebook YouTube TikTok platform 3ခုလုံးမှာစတင်ပြီး run နေပါပြီအဲ့တော့ကျွန်တော်တို့ကြုံတဲ့ platform မှာသွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ် so ဥပမာ most of the time she's having her head in the clouds ချိန်တော်များမှာသူမကစိတ်ကူးရင်နေတာများတယ် daydream မဲ့လုပ်နေတာများတယ်ပေါ့နော်အဲ့လိုမျိုးစင်မှာ has in the cloud လို့သုံးလို့ရပါတယ် okay example နောက်တစ်ခုသွားရအောင်နော်တခါတလေကြာရင်လည်း has in the cloud က genius ကိုလည်းကျွန်တော်တို့ကသုံးတာရှိတယ် genius ဆိုတာလေ smart person တွေကလည်းလက်ချိုးယူလို့ရတယ်ပေါ့နော်အဲ့တော့အများနဲ့တော့အသုံးတော့အရန်တွင်ကျယ်လေးမရှိဘူးဒါပေမဲ့ဥပမာနဲ့ကျွန်တော်ပြောလိုက်ပါနော် he is very bad at taking out garbage and buying groceries because he has his head in the clouds all the time ဆိုလိုတာကသူကအမိုက်ပြစ်တာတွေအိမ်တန်ရှင်းလောက်တာတွေအိမ်တွက်လိုအပ်တာတွေဝယ်တဲ့အခါမှာတော့သူကတော်တော်ညံ့တယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ခေါင်းထဲမှာအဲ့ထက်အရေးကြီးတဲ့ကိစ္စတွေကိုသူကစဉ်းစားတွေးခေါ်နေတာမို့လို့ပေါ့နော်genius တွေကိုကျွန်တော်ပြောချင်လဲသုံးလို့ရပါတယ်ဒါပေမဲ့ rare case ပါနော်slide usage ပေါ့သုံးတာအရန်ကိုနည်းပါတယ် so နံပါတ်1သွားရအောင် okay နံပါတ်2 cost an arm and a leg ဆိုလိုတာက really expensive အရန်ကိုဈေးကြီးတဲ့အချိန်မှာကျွန်တော်ကဒီ idiom လေးကိုသုံးလို့ရပါတယ်ဥပမာ gas is very expensive it costs an arm and a leg to fill your van up gas ကအရန်ကိုဈေးကြီးနေတယ်တဲ့အဲ့တော့မင်းရဲ့ကားလေးကို van ကားပေါ့နော် van ဆိုကား van လို့လည်းသုံးတယ်ကောင်းအဲ့တော့မင်းရဲ့ကားကိုဓာတ်ဆီဖြည့်ဖို့အပြည့်အဝဖြည့်ဖို့ဆိုရင်တော့မှအရန်ကိုဈေးကြီးပါလိမ့်မယ်တဲ့အဲ့လိုမျိုးလည်းသုံးလို့ရပါတယ် okay number 3 see eye to eye မျက်လုံးတစ်ယောက်နဲ့တစ်ယောက်နဲ့အကြည့်ချင်းစုံနေဆိုတော့မျက်လုံးချင်းစကားပြောတဲ့သဘောဆိုတော့ကျွန်တော်တို့ကအကြိုက်တူတယ်ဆိုတဲ့ဟာကိုပြောချင်တာပါ example အနေနဲ့ although Sarah and Michelle have two different personalities the twin sisters see eye to eye on most things like food and books ဆိုလိုတာကSarah နဲ့ Michelle ဆိုတဲ့ညီမနှစ်ယောက်က personality အချင်းချင်းကတော့မတူကြဘူးတဲ့ဆိုလိုတာကတယောက်နဲ့ character တွေမတူဘူးပေါ့နော်ဒါပေမဲ့လည်းစားတောင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်စားအုပ်တွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်သူတို့အချင်းချင်းအကြိုက်တူကြရတယ်ပေါ့နော် see eye to eye လို့ကျွန်တော်တို့ကသုံးလို့ရပါတယ်ဆိုတော့နောက်တစ်ခုသွားရအောင် keep your chin up ဆိုလိုတာကမင်းကောင်းအောင်မော့ထားပါနော်ဆိုလိုတာလောကကြီးကိုအမြဲတမ်း positive အနေနဲ့မင်းမြင်ထားပါတဲ့ဆိုတော့ stay positive ကိုပြောချင်ရင်ကျွန်တော်တို့က keep your chin up လို့သုံးလို့ရပါတယ်ဥပမာလေးရှင်းသွားမယ်ပေါ့နော် I know it disappointing but keep your chin up there are other opportunities out there ဆိုလိုတာကဒီကိစ္စကမင်းတို့စိတ်တော်တော်လေးကိုညစ်စရာကောင်းနေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့စိတ်မပြတ်လိုက်ပါနဲ့ပေါ့ stay positive keep your chin up ခေါင်းကိုမော့ထားပါတဲ့တခြားသောအခွင့်အရေးတွေကစောင့်ကြိုနေပါလိမ့်မယ်တဲ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကျွန်တော်က keep your chin up လို့သုံးလို့ရပါတယ် get off my back အဲ့ဒါကတော့တယောက်ကကိုယ့်ကိုအနွိုင်းလာလုံနေတယ်ပေါ့နော်တော်တော်ကိုစိတ်နှောက်ယှက်လာပေးနေတယ်ဘောတော်ရင်းဖြစ်စေနေတယ်ဆိုရင်ကျွန်တော်တို့က get off my back လို့သုံးလို့ရပါတယ်ဒါနဲ့ဝဝနေပေါ့ကငါ့အောင်လာမစားနဲ့အဲ့လိုအတိတ်ပဲပေါ့ okay ဥပမာအနေနဲ့ hey get off my back I'm doing my best you know please stop bothering me မင်းငါနဲ့ဝဝနေပါကွာငါအကောင်းဆုံးကြိုးစားနေတာပဲငါ့ကိုအာယုံလာမစားနဲ့ဟုတ်ပြီလားအဲ့လိုနေရာမျိုးပါဆိုကျွန်တော်တို့က get off my back လို့သုံးလို့ရပါတယ် okay number 6 head over heels ဆိုလိုတဲ့အဓိပ္ပာယ်လေးက really in love ပေါ့နော်ကျွန်တော်အရန်ကို fall in love ဖြစ်နေတယ်ပြီးရင် strong romantic အရန်ကို romance ဆန်ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့က head over heels ဆိုသုံးလို့ရပါတယ်ဒီဥပမာအနေနဲ့ Tony only stayed in the job because he was head over heels in love with the boss daughter Tony တယောက်တည်းလုံးမှာမထွက်ဘဲနေခဲ့တာဘာကြောင့်လဲဆိုတော့သူကတထေးရဲ့သမီးနဲ့ fall in love နော်အရန်ကိုချစ်ကြိုက်နေတာမို့လို့ဆိုတဲ့အဓိပ္ပာယ်မျိုးမှာကျွန်တော်တို့က head over heels ကိုသုံးလို့ရပါတယ် okay number 7 on the tip of my tongue tip ဆိုတာထိပ်ဖျားလေးပေါ့နော် tongue ဆိုတာရှာပေါ့ရှာပြားလေးမှာဆိုတော့ကျွန်တော်ကကိစ္စတစ်ခုခုကိုပြောချင်တယ်
တတိယလည်းရမလို့ဖြစ်နေရငံနီးလေးမှာပြောလို့ကလည်းမမှတ်မိဘူးအဲ့လိုအခြေအနေပေါ့နော်စောစောတော့တိလိုက်တယ်အခုချိန်မှာပြောမလို့နဲ့တိပါတယ်ဆိုတော့အခြေအနေမျိုးမှာကျွန်တော်တို့ကသုံးလို့ရပါတယ်ဥပမာပြောကကိုလမ်းမေးတယ်ပေါ့နော်ကိုကလည်းအဲ့လမ်းကိုသွားနေကြပဲဒါပေမဲ့မှတ်တမဲ့လေးကိုရှာပြားလေးမှာမေ့နေတတ်တယ်အဲ့လိုအခြေအနေမျိုးမှာဆိုကျွန်တော်တို့က on the tip of my tongue လို့သုံးလို့ရပါတယ်တယောက်ကမေးလာရင်ကိုကhang on just a second I know it it's on the tip of my tongue နော်ဆိုတော့ငါသိတယ်အဲ့နေပါဦးကွာငါရှာပြားလေးမှာနေမေ့နေတာရှာပြားလေးတွေမဲ့အဲ့လိုအခြေအနေမျိုးမှာဆိုကျွန်တော်တို့က on the tip of my tongue လို့သုံးလို့ရပါတယ် pick someone's brain ကြောက်ရဲ့အုံနောက်ကိုသွားပြီးတော့ယူလိုက်တာပေါ့ဆိုလိုတာကအုံနောက်ကြီးကိုလုံးလိုက်တော့ယူလို့မရဘူးဘာလဲဆိုတော့ကျွန်တော်တို့က advice တောင်းတယ် feedback တောင်းတယ်ဆိုလိုတာကအကြံဉာဏ်တောင်းတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုကျွန်တော်တို့က pick someone's brain လို့သုံးလို့ရပါတယ်ဥပမာ don't hesitate to pick my brain if you have any question about learning English အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးအကြံဉာဏ်တောင်းနေလို့ရှိရင်နှောင့်နှေးမနေနဲ့နော်နှုတ်နှေးမနေနဲ့နော်အဲ့လိုအချိန်မျိုးဆိုကျွန်တော်တို့ကသုံးလို့ရပါတယ် pick someone's brain အကြံဉာဏ်တောင်းတာပေါ့ okay number 9 stick your neck out ဆိုလိုတာက risky များတယ်ပေါ့နော်ကိုယ်ကကိစ္စတစ်ခုခုလုပ်တာပဲဖြစ်ဆုံးဖြတ်ချက်ချတာပဲဖြစ်ဆုံးရှုံးနိုင်ခြင်းအများများနေတယ်ဆိုရင်ကျွန်တော်တို့ကဒီစကားလုံးလေးကိုသုံးလို့ရပါတယ်ဥပမာလေးချင်းရှင်းသွားမှာပေါ့နော်why should I stick my neck out for them when they've never done the same for me တော့ငါကသူတို့အတွက်ဘာဖြစ်လို့ဒီ risk ကြီးကိုယူပြီးလုပ်ပေးရမှာလဲပေါ့နော်သူတို့ငါဖြစ်တော့သူတို့ငါ့ကို view မဆိုင်ခဲ့တာအဲ့လိုအနေထားမျိုးတွေပေါ့နော်နည်းနည်းလေး risky များတဲ့အနေထားမျိုးပါဆိုကျွန်တော်တို့က stick the neck out သုံးလို့ရပါတယ် okay number 10 like pulling teeth ဆိုတော့သွားပေါ့နော် pulling ဆိုတော့ဆွဲတာပေါ့သွားနှုတ်တာပေါ့နော်သွားနှုတ်ရတယ်လို့ပဲဆိုတော့တချို့လူတွေဒီအရင် step on ခေါင်းမာတတ်တဲ့လူတွေရှိတယ်အဲ့လိုလူတွေကိုကျွန်တော်ကတိုက်တွန်းတဲ့အချိန်မှာဆိုရင်ဒီစကားလုံးလေးကိုသုံးလို့ရတယ်ပေါ့နော်ဥပမာ working with him is like pulling teeth သူနဲ့လုံးလို့ရတာတော်တော်လေးကိုတိုင်ပတ်တယ်သူအရင်ခေါင်းမာတာဒါဆိုဒါပဲစာအုပ်ကြီးသမားပေါ့နော်အဲ့လိုနေရာမျိုးပါဆိုကျွန်တော်တို့ကဒီစကားလုံးလေးကိုသုံးလို့ရပါတယ်ပြီးရင် this is like pulling teeth ဒါကိုလုံးရတာတော်တော်လေးကိုကျင်းနေကြက်ထဲရောက်တယ်ပေါ့နော်ချောမမေ့မရှိဘူးပေါ့ pulling teeth သွားနှောရတယ်လို့ပဲတော်တော်လေးခက်ခဲတယ်အဲ့လိုနေရာမျိုးမှာဆိုကျွန်တော်ကဒါကိုသုံးလို့ရပါတယ် sweet tooth ဘာလဲဆိုတော့ sweet ကချိုတာ tooth ကသွားပါနော်အချိုရမ်းစားတော့သွားလေးကချိုနေတယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့အချိုရမ်းကြိုက်တယ်လို့ကျွန်တော်တို့က sweet tooth လို့ပြောလို့ရပါတယ်ဥပမာ my niece has a sweet tooth as she continually begs me to make something sugary ငါရဲ့တူမလေးကအချိုရမ်းကြိုက်တယ်ငါ့ကိုအမြဲတမ်းတခုခုလောက်ခိုင်းတော့မှချိုတဲ့ဟာလေးတကြားလေးလူထည့်ခိုင်းတယ်ပေါ့အဲ့လိုအချိန်ဒီမှာဆိုကျွန်တော်တို့က sweet tooth လို့ပြောလို့ရပါတယ် okay number 12 elbow room elbow ဆိုတော့ကျွန်တော်တို့တောင်စစ်ပေါ့နော် room ဆိုတော့အခန်းပေါ့ဆိုလိုတာက elbow room ဆိုတာကကျွန်တော်လေရင်ခန်းနေပြီးကြရင်ခီးသွားတဲ့အချိန်မှာကျွန်တော်ထိုင်ရတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့က elbow room လို့ပြောတယ်ပေါ့အဓိကတော့ကျင်းနေကြက်တယ်ကျင့်ကျက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါ okay ဥပမာလေးကြည့်လိုက်အောင် The new office provides more elbow room than the previous one ရုံးတစ်ကရုံးအဟောင်းတဲ့နေရာပို့ပြီးတော့ကျယ်တယ်အဲ့ချိန်မှာကျွန်တော်တို့က idiom အနေနဲ့ elbow room ကိုသုံးလို့ရပါတယ် okay number 13 eye catching ဒါတော့မြင်တာပါဗောနော် catch ကလုံးဝဆွဲမှတ်သွားတယ်တော့ကပ်ပါသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဖမ်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့ဆိုလိုတာကိစ္စတစ်ခုတည်းပစ္စည်းတစ်ခုတည်း beautiful ဖြစ်နေတယ် awesome ဖြစ်နေတယ်เนาะလှပနေတယ်တည်တက်ရက်နေတယ်ဝါရဖြစ်စေတယ်ဆိုကျွန်တော်တို့က eye catching လို့ပြောလို့ရပါတယ်ဥပမာ you see a bouquet of flowers it's eye catching you really enjoy the flowers that are in that bouquet ဆိုလိုတာကမင်းပန်းစည်းတစ်စီးကိုတွေ့လိုက်တယ်မင်းအဲ့ကောင်အရန်ကိုလှတာအဲ့တော့မင်းအဲ့ဒီပန်းလေးတွေကနေပန်းစည်းလေးကပန်းလေးကနေမျက်လုံးကိုမခွာနိုင်ဘူးအဲ့လိုမျိုးနေရာမှာဆိုကျွန်တော်တို့က eye catching ကိုသုံးလို့ရပါတယ် okay number 14 keep an eye out ဆိုလိုတာကရှာတယ်ပြီးကြရင်တခုခုမျောတယ်ပေါ့နော်ရှာဖွေတယ်မျောတယ် waiting ဖြစ်တယ်ဆိုကျွန်တော်က keep an eye out လို့သုံးလို့ရပါတယ်ဥပမာ I've lost my guitar pick could you keep an eye out for it when you clean the house ငါ guitar patron လို့ခေါ်တဲ့ pick ပေါ့နော် guitar တစ်ချက်ဟာလေးပျောက်သွားလို့မင်းအကယ်၍အိမ်ရှင်းလို့တွေးမိရင်တင်ထားပေးဦးနော်အဲ့လိုမျိုးအဓိပ္ပာယ်မှာဆိုကျွန်တော်က keep an eye out ကိုသုံးလို့ရပါတယ် okay number 15 keep an eye on soကတော့ keep an eye on ပေါ့နော်ဒါတော့ keep an eye on ဒါကစောင့်ကြည့်တာကိစ္စတစ်ခုခုကိုစောင့်ကြည့်တာမျိုးဥပမာ I've been putting a lot of weight
I need to keep an eye on what I eat ငါ weight တွေတော်တော်တက်လာပြီငါ Coca-Cola တွေတခြားသော fast food တွေငါစားပြီးတော့တော်တော်လေးပုံပြတ်နေပြီအဲ့တော့ငါစားနေတဲ့ဟာကိုငါ view တစ်စိုက်စောင့်ကြည့်ဖို့လိုပြီrestrict ဖြစ်စောင့်ကြည့်ဖို့လိုပြီဆိုပြီးကျွန်တော်တို့က keep an eye on လို့သုံးလို့ရပါတယ် Number 16 pull someone's leg သူကတယောက်ရဲ့ချောက်ကိုသွားဆွဲတာဆိုတော့ဘယ်သူမှတော့လက်ကားနဲ့မဆွဲဘူးလीနော်စားကျင်နောက်ကျင်လို့ဆွဲတာပေါ့အဲ့တော့ဥပမာလေးကြည့်လိုက်အောင် I can't believe you thought I won the lottery I was just pulling your leg မင်းကွာငါထီပေါက်တယ်လို့စနေအောင်မင်းအဟုတ်မှန်အဲ့လိုဟာမျိုးပေါ့ was pulling your leg ငါမင်းကိုစနေတာဆိုတော့အဲ့လိုနေရာမျိုးမှာကျွန်တော်တို့က pulling your leg ကိုသုံးလို့ရပါတယ် someone's leg ပေါ့နော်အဲ့လိုသုံးလို့ရပါတယ် okay number 17 pay through the nose ဒီတစ်ခါနှာခေါင်းကနေပေးတာပေါ့နော်အရှိက cost and arm and the leg နဲ့နည်းနည်းဆင်တယ်ဒါပေမဲ့သူကကြတော့ fair price တဲ့ကိုသူကပို့ပေးတာ100ကျမ်းမယ်ကျွန်တော်150လောက်ပေးလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့လိုနေရာမျိုးမှာဆိုကျွန်တော်တို့က pay through the nose ဆိုသုံးလို့ရပါတယ်ဥပမာ she paid through the nose to get her car repaired at the garage သူဒီ go down ပေါ့နော် garage ကworkshop ပဲပြောအောင်ပေါ့ workshop မှာသူကားပြင်ဖို့အတွက်လိုအပ်တာထက်ပိုပြီးသူပတ်စံပေးလိုက်တယ်အဲ့လိုမျိုးမှာဆိုကျွန်တော်တို့က pay through the nose ဆိုသုံးလို့ရပါတယ် nice day guys bye bye